လေးတင်ပြီနော်တနင်္လာအတွက်ကဏ္ဍလေးကံကောင်းခြင်းများစွာရရှိကြပါသည်အမျိုးတို့ဒီတစ်ပတ်ပတ်စံတွေများဝင်ကြပါသည်ကံတွေလည်းအများကြီးကောင်းကြပါသည်တနင်္လာနေ့မနေ့ပိုင်းကတော့9ပိုင်း9ပိုင်းမှာလို့တနင်္လာနေ့တနေ့ကုန်ပါဗျာတနင်္လာနေ့တနေ့ကုန်မှာ9ပိုင်းနက်စာကိုထွက်ရင်ညနေခွန်ထွက်မယ်နက်စာခွန်ထွက်ရင်ညနေကိုထွက်မယ်9နဲ့ခွန်ကြိုက်တာနဲ့ကတ်ထိုးနေကုန်9ပိုင်းခွန်ပိုင်းနော်အမျိုးတို့ကံကောင်းခြင်းများစွာရရှိကြပါသည်ကိုကြိုက်တဲ့ကဏ္ဍနဲ့ကတ်ထိုးနက်စာကိုထွက်ရင်ညနေခွန်ထွက်မယ်ညနေခွန်ထွက်ရင်နက်စာကိုထွက်မယ်ကြိုက်တာနဲ့ကတ်ထိုးနော်ကြိုက်တာနဲ့ကတ်ထိုးကြိုက်တာနဲ့ရွေးထိုးကံကောင်းခြင်းများစွာရရှိကြပါသည်ကျွန်တော်အကြိုက်ကတော့နဲ့ကိုကြိုက်တယ်တကွကောင်းကိုနဲ့ကိုမင်းအော်ကိုကတော့9ကို3ညကို3ကိုကြိုက်တယ်ရန်ခွက်ကိုကတော့2 5နဲ့3ည4 5 4 3ည4ကိုခွန်လေးကြိုက်တယ်အပူဆိုရင်တော့ကြာနာမတွေးနဲ့ကိုဘူးမိန်အပူဆိုရင်2ဘူး5ဘူး3ညဘူး3ဘူးရန်ကိုဘူးမိန်အပူဆိုရင်2ဘူး5ဘူး3ညဘူး3ဘူးရန်နော်ဒါ3ရက်17လ2025တနင်္လာနေ့မနေ့သီးသန့်နော်မနေ့သီးသန့်လေးအဲ့ဒါမနေ့သီးသန့်နေကုန်လုံးပိုင်းကတော့9ပိုင်းခွန်ပိုင်းပဲဖြစ်ပါတယ်နက်စာကိုထွက်ရင်ညနေခွန်ထွက်မယ်နက်စာခွန်ထွက်ရင်ညနေကိုထွက်မယ်ကိုကြိုက်တဲ့ဟာနဲ့ကတ်ထိုးကျွန်တော်ကနန်းနဲ့ကကြိုက်တယ်ဆိုရင်ကျွန်တော်ကနန်းနဲ့ကထိုးနော်ကျွန်တော်ကနန်းနဲ့ကကြိုက်တယ်ဆိုကျွန်တော်ကနန်းကိုရွေးထိုးကြိုက်တာနဲ့ရွေးထိုးကြိုက်တာနဲ့ကတ်ထိုးအပူဆိုလို့တော့9ဘူးပဲကြာနာမတွေးနဲ့9ဘူး2ဘူး5ဘူး3ညဘူး3ဘူးရန်9ဘူးအပူဆိုလို့တော့နော်မင်းအော်တော့ကောင်းဆိုရင်တော့2 5မင်းအော်2 9မင်းအော်2 9ကျွန်တော်အကြိုက်ဆုံးကတော့2 9အပူဆိုရင်9နေကုန်လုံးပိုင်း9ပိုင်းနက်စာ9ပိုင်းထွက်ရင်ညနေခွန်ပိုင်းထွက်မယ်မနက်စာခွန်ပိုင်းထွက်ရင်ညနေ9ပိုင်းထွက်မယ်အာမခံချက်နော်တရားရာနှုံးပြီ1000ဒီရာနှုံးပြီရာနှုံးပြီဗျာကဲအမျိုးတို့ကြိုက်တာနဲ့ကတ်ထိုးကဲရာနှုံးပြီ9ပိုင်းခွန်ပိုင်းနက်စာခွန်ထွက်ရင်ညနေကိုထွက်မယ်နက်စာကိုထွက်ရင်ညနေခွန်ထွက်မယ်1000ရာနှုံးပြီနော်ကြိုက်တာနဲ့ကတ်ထိုးအမျိုးတို့ကြိုက်တာနဲ့ကတ်ထိုးကြကျွန်တော်တော့ကနေချမပြတော့ဘူးတော့ကနေချပြနေကြာမယ်လိုင်းတင်ရတာလည်းခက်တယ်တိုက်ရမဟုတ်တော့အဲ့ဒါကြောင့်မလို့ကျွန်တော်ဟာလေးကိုလိုင်းစက်ကလေးလည်းလုပ်ပေးကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်ဒီတစ်ပတ်အမျိုးတို့ကိုငွေတွေအများကြီးဝင်ကြပါသေးပေါက်သီးတွေဩဂုတ်တွေအများကြီးမိကြပါသေးဗျာဒါပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်